ကဲအားလုံးပဲမင်္ဂလာပါဟာလာ Madrid Show ရဲ့ Facebook TikTok နဲ့ YouTube Channel တွေကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဗျာကျွန်တော်တို့ဒါ Real Madrid ရဲ့နောက်ထပ်ပြောင်းရွှေ့ target ပေါ့ဗျာဒါအားလုံးလည်းကြားပြီးတင်းတလောက်ကြားပြီးတော့ပြီးဒါလီဗာပူးအသင်းရဲ့ဒါပြင်သစ်နောက်ခံလူကိုနာတေးက Real Madrid နဲ့တင်းနေထွက်လာတယ်ထွက်လာတယ်ဆိုတာဒါ Real Madrid ဘက်ကတော့ဝယ်ဖို့အစီအစဉ်မရှိဘူးထုံးစံတိုင်းကျွန်တော်တို့ Madrid လုံးနေကြ policy အတိုင်းပဲဒါကစားသမားနဲ့ personal agreement ကိုယူမယ်ပြီးသွားပြီဆိုရင်နောက်ရည်ကြာရင်ဒါစာချုပ်တက်တန်းကုန်တဲ့အချိန်ကြာရင်ကျွန်တော်တို့အလွတ်ပြောင်းရွှေ့ခြင်းနဲ့အသင်းကိုခေါ်မယ်ပေါ့ဗျာလက်ရှိမှာတော့ဒါသူ26နှစ်အရွယ်ဒါပြင်သစ်နောက်ခံလူကိုနာတီးရတာကစားသမားဘဝဆိုရင်ဒါဘယ်လိုပြောရမလဲဒါအကောင်းဆုံးအခြေအနေတစ်ခုမှရှိနေတာပေါ့ဗျာဒါ prime တိုင်းလို့လည်းပြောလို့ရတယ်ဒီလိုမျိုးကစားသမားတယောက်ဒီလိုအသက်အရွယ်ကိုလီဗာပူးအသင်းကစာချုပ်အသစ်တာမချုပ်ဆိုနိုင်ဘူးဆိုရင် Real Madrid ကခွင့်ရယူပြီးတော့ free transfer အနေနဲ့ဒါတန်းလန်းမှုတွေပြုလုပ်လာအနိုးတော့ကလည်းပဲဒီပုံစံမျိုးကခံခဲ့ရပြီးပြီဒီတော့လီဗာပူးအသင်းက Real Madrid စီကိုသူတို့ရဲ့နောက်ထပ်ဒါ quality ရှိတဲ့ကစားသမားတယောက်ကိုလွတ်ပြောင်းရွှေ့ခြင်းနဲ့ထပ်ပြီးလက်လွတ်ပါမလားပေါ့နော်ဒီတစ်ချက်ကတော့စိတ်ဝင်စားဖို့ကောင်းတယ်လီဗာပူးကထပ်ပြီးတော့ဆုံးရှုံးခံမှာမလားနော်ဒါဒီလက်ရှိသူတို့ကစားသမားကိုပဲစာချုပ်တစ်ချုပ်ဆိုနိုင်အောင်လို့သူတို့ညှိနှိုင်းမှုတွေထပ်လုပ်သွားမလားတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်ဒါ Real Madrid ကကိုနာတီရဲ့အခြေအနေကိုစောင့်နေတယ်ကိုနာတီနဲ့ဒါ personal agreement သာယူလို့ရပြီအဆင်ပြေတယ်ဆိုရင်ကျွန်တော်တို့အာနိုးလုံးကပုံစံအတိုင်းပဲဒီယာတီကိုတရားတီစောင့်မယ်နောက်ယာတီကြာရင်free transfer အနေနဲ့အလုပ်ပြောင်းရွှေ့ကြည့်ပါဗျာဒါနဲ့ Real Madrid ရောက်လာမယ်လက်ရှိ Real Madrid ကနောက်တန်းအတွက်ကိုဒါသမားချိန်ရွယ်နေတာကတော့လက်ရှိမှာ2ယောက်တွေ့ထားတယ်ထုံးစံအတိုင်းပဲဒါပြင်သစ်နောက်ခံလူတွေဖြစ်ကြတယ်Ibrahima Konate နဲ့ William Saliba ပေါ့ဗျာဆိုတော့ William Saliba ကိုကျတော့စာချုပ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ဖို့ဆိုတာထက်ကိုအလွတ်နဲ့ကိုစောင့်အောင်မဲ့သဘောမှာရှိနေသေးတယ်ဆိုတော့Arsenal အသင်းကရောWilliam Saliba ကိုလွယ်နဲ့အလွတ်ပြောင်းရွှေ့ခြင်းနဲ့လက်လွတ်ပါမလားပေါ့နော်လက်ရှိကျွန်တော်တို့ဒါ Real Madrid ရဲ့တက်တော်ရှိဥက္ကဋ္ဌကြီး Florentino Perez ရဲ့သွားနေတဲ့ policy ကအားလုံးသိတဲ့အတိုင်းပဲ quality ရှိတဲ့တကယ်ကိုဒိတ်ချင်းကစားသမားတွေကိုပဲရွေးပြီးတော့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်တာအားလုံးလည်းသိတယ်ဈေးကွက်တဲ့ကို Real Madrid ဝင်လာပြီဆိုတာအသင်းတိုင်းကလိုလန့်နေရပြီဘာဖြစ်လို့လဲဆိုတော့ပတ်စံကိုပေးပြီးတော့ဝယ်မယ်ဆိုတာထက်ကိုကစားသမားနဲ့ personal agreement ကိုယူမယ်ပြီးသွားပြီဆိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်မယ်ပေါ့ဗျာဒါ Real Madrid သွားနေတဲ့ flow ဒီ flow ကိုလွန်ဆန်နိုင်တဲ့ကစားသမားလည်းမရှိဘူးဗျာKylian Mbappe လိုကမ္ဘာအကောင်ဆုံးကစားသမားကိုတော့မှအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရအောင်ခေါ်လာတဲ့ Real Madrid ကျန်တဲ့ကစားသမားတွေကိုခေါ်ဖို့လုံးဝမခဲရင်ဘူးဒီတော့တက်ဆိုင်ရာကလပ်တွေကသူတို့ရဲ့ကစားသမားတွေကိုရအောင်ချုပ်ရင်ချုပ်မချုပ်နိုင်တော့ Real Madrid ကအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထပ်ပြီးတော့ခေါ်နေအောင်ပါပဲလက်ရှိမှာတော့ဒါကိုနာတီကတော့နာမည်အကြီးဆုံးဖြစ်နေတယ်သူကိုယ်တိုင်ကလည်းလီဗာပူးရဲ့စာချုပ်တစ်ကိုမချုပ်ဘူးဆိုပြီးတော့ညင်းနာတယ်ဆိုတော့ဒါကျွန်တော် report တွေမှာတွေ့တယ်ပေါ့ဗျာဆိုတော့ကိုနာတီကိုခေါ်ရင်လည်းပဲဒီယာဒီမှာတော့ရောက်ဖို့လုံးဝမရှိဘူးကျွန်တော်အထင်တော့ဒီနှစ်ယာဒီကိုကျွန်တော်တို့ဒီ Dane Howson Antonio Rudiger Raul Asensio ဒါမျိုးလက်ထားကို David Alaba ပေါ့ဗျာဒီ center back ဒီနောက် Jacobo Raymond တို့ဒီကျွန်တော်လူငယ်အသင်းကစားသမားတွေနဲ့ Martinez တို့ပေါ့နော်သူတို့နဲ့ပဲကျွန်တော်တို့ယာဒီစဖို့ရှိပါတယ်ခန်းစစ်ကစားသမားကတော့ဒီနှစ် transfer window မှာထပ်ပြီးတော့ရောက်ဖို့တော့အစီအစဉ်မရှိဘူးဒါပေမဲ့လာမဲ့ယာဒီအသစ်နောက် season ကြရင်တော့ကျွန်တော်တို့တွေနောက်တန်းကစားသမားအဝယ်တွေတော့များဖို့ရှိပါတယ်ထပ်ပြီးတော့လည်းတွေ့ရနိုင်ရှိပါတယ်ဆိုတော့ Madrid fan တွေဆိုရင်Real Madrid နောက်တန်းဗဟိုနောက်ခံလူနေရာတွေအတွက်ကိုဘယ်ကစားသမားတွေကိုအဓိကထားပြီးတော့ခေါ်ယူခြင်းလဲကျွန်တော်တို့အတူတူဗီဒီယိုလေးမှာဆွေးနွေးပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါ